ယေရှုကိုမထီမဲ့မြင်ပြုခဲ့တဲ့ဘင်ဂျမင်နေတန်ယာဟုဆိုတော့ကျွန်တော်တို့ဣသရေလနိုင်ငံအတွက်တော်တော်လေးဆူတောင်းပေးဖို့လိုအပ်နေပါပြီ။ Antichrist ဆိုတဲ့666ဟာမကြခင်မှာပေါ်လာတော့မှာဖြစ်တယ်လို့သူ့ရဲ့ရှေ့ပြေဝိညာဉ်ဟာတော်တော်လေးကိုတောင်းကျမ်းပြီးတော့ဝင်နောက်နေပြီ။ဘင်ဂျမင်နေတန်ယာဟုဟာမတ်လ19ရက်နေ့မှာမိန့်ခွန်းတစ်ခုပြောခဲ့တယ်။အဲ့ဒီမိန့်ခွန်းမှာယေရှုခရစ်တော်ကိုအားနေတယ်လို့ပြောသွားတယ်။ဆိုတော့ပူဆိုးတာကတော့မိစ္ဆာကောင်းကြီးနော်။တကယ်ကို genocide လူတန်း40ကိုတတ်ခဲ့တဲ့ဂျစ်ခန်နဲ့ယေရှုကိုခိုင်းနိုင်ပြောဆိုသွားတယ်။ဆိုးမြတ်တဲ့အရာဟာကောင်းမွန်တဲ့အရာကိုအနိုင်ရနိုင်တယ်ဆိုတဲ့သဘောမျိုးတွေသူအများကြီးပြောသွားတယ်။ဒါဟာဣသရေလနိုင်ငံအတွက်အတော်လေးအန္တရာယ်ကြီးပါတယ်။ဘာကြောင့်လဲဆိုရင်ဒါဝိမင်းကြီးအပြစ်လုပ်မိရင်ဣသရေလနိုင်ငံတားပေါင်းများစွာအသက်သေဆုံးခဲ့ရတာသမိုင်းတွေမှာရှိတယ်။ဒါကြောင့်မလို့ရှင်ဘုရင်တယောက်ရဲ့မှားယွင်းမှုတနည်းအားဖြင့်နိုင်ငံခေါင်းဆောင်တယောက်ရဲ့မှားယွင်းမှုတွေဟာတိုင်းသူပြည်သားတွေပြန်ပေးဆက်ရတယ်ဆိုတာတွေတာရကတွေအများကြီးရှိတယ်။ဆိုမြန်မာစကားမှာချမ်းကျွင်ရင်နှုတ်လို့ရတယ်။ဒါပေမဲ့စကားကျွင်ရင်တော့နှုတ်လို့မရဘူးလို့ပြောတယ်။တော့ဂါလတိအခန်းကြီး6အပိုက်ငယ်9မှာလည်းအလွဲမယူနဲ့တဲ့။ဒီမှာပြောထားတာအရင်ရှင်းလင်းတယ်အလွဲမယူနဲ့။ဖျားသခင်ကချစ်ချင်းမေတ္တာရှင်ပဲလေဆိုပြီးတော့အလွဲမယူနဲ့တဲ့။ဖျားသခင်ကခွင့်လွတ်တဲ့ဖျားစိတ်ရှည်တဲ့ဖျားမှန်ပါတယ်ဒါပေမဲ့အလွဲမယူနဲ့တဲ့ဖျားသခင်ဒီမထီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူဒီမျိုးစေ့ကျဲတဲ့အတိုင်းအသီးနှံကိုရိတ်ရမယ်ပြောချင်တာဖျားကိုမထီမဲ့မြင်မပြုမိစေနဲ့မင်းဆိုင်တဲ့အတိုင်းမင်းပြန်ရိတ်ရမယ်နော်ဆိုပြီးပြောထားတယ်ဆိုယေရှုခရစ်တော်ကိုမထီမဲ့မြင်ပြုလို့ဆုံးရှုံးသွားတဲ့တာရကလေးတွေကိုเนาะခဏနေကျွန်တော်ပြောမယ်အရင်ဆုံးအနေနဲ့သူပြောသွားတဲ့အခါအကြောင်းကိုနည်းနည်းလေးပြောချင်တယ်ကံဆိုတာကတော့တကယ့်ကိုမိစ္ဆာကောင်းဖြစ်တဲ့နတ်တွေအများကြီးကိုသူ့ခန္ဓာကိုယ်ထဲဝင်ခွင့်ပေးခဲ့တဲ့သူဖြစ်တဲ့ Mongo Empire ကိုတည်ထောင်ခဲ့တဲ့သူဖြစ်တဲ့သူကစစ်ပွဲမတိုင်ခင်မှာ3ရက်3ညဆုတောင်းလေးရှိတယ်တောတောင်တွေတစ်ပြင်းတွေစမ်းချောင်းတွေမှာရှိတဲ့နတ်တွေကိုခေါ်လေးရှိတယ်အဲ့ဒီနတ်တွေကဘာလဲ Antichrist ဝိညာဉ်တနည်းအားဖြင့်တစ်ချိန်လုံးကကောင်းကင်တမန်ကနေပြုတ်ကျလာတဲ့သူ Fallen Angel လို့ခေါ်တယ်။နော်ကြစင်ကောင်းကင်တမန်တွေဖြစ်တယ်။သူတို့ကတစ်ပြင်းကြီးတွေမှာနေတယ်စမ်းချောင်းတွေမှာနေတယ်တောတောင်တွေမှာနေတယ်အဲ့ဒီဝိညာဉ်ဆိုးတွေကိုသူ့ရဲ့အထဲကိုဖိတ်ခေါ်တယ်။အဲ့ဒီခါမှာသူစစ်တိုက်တယ်စစ်တိုက်တဲ့အခါမှာလူတယောက်နဲ့မတူတော့ဘူးသူကနတ်ဆိုးတကောင်နဲ့တူတယ်လူတွေကိုတပ်ဖြတ်တယ်အဖိုးကြီးအဖွားကြီးအစခလေးသူငယ်အစုံမွေးကင်းစခလေးသူငယ်အစုံအကုန်လုံးကိုသူတပ်ဖြတ်လေးရှိတယ်လူမျိုးတုံးတပ်ဖြတ်ခြင်းတွေသူလုပ်တယ်သူတပ်ခဲ့တဲ့စုစုပေါင်းရည်တွက်တန်း40ရှိတယ်အဲ့ဒီခါတော့ကမ္ဘာလူဦးရေရဲ့17%ကိုသူတပ်ခဲ့တယ်ဆိုတော့လူမျိုးတုံးတပ်တဲ့သူဒီလိုလူကိုသူဘင်ဂျမင်နေတန်ယာဟုအနေနဲ့စကားမှာ mention ခေါ်သွားတာအင်မတန်အန္တရာယ်များတယ်